ကိုအချင်းချင်းပြန်တိုက်တဲ့ယောဂမျိုးတွေမဖြစ်ဘဲနဲ့အချင်းချင်းညီညွတ်စိတ်ဆက်စွာအကျိုးတူစိတ်ထားဖြူပြီးအကျိုးတူပူပေါင်းပြီးတော့ညီညွတ်ခြင်းပေါင်းစည်းခြင်းပြည်လည်ခြင်းဆိုတဲ့အနေအထားတွေနဲ့မိမိတို့နေ့စဉ်ဘဝလှုပ်တဲ့လှုပ်ထိုက်တာတွေကိုအမြင်မတူပေမဲ့စိတ်ထားဖြူစင်မှာသူ့အမြင်ကိုအမြင်ဆိုတာရှိနိုင်တယ်အမြင်မတူတာအဓိကမဟုတ်ဘူးစိတ်ထားဖြူစင်မှုပဲအရေးကြီးတယ်အမြင်မတူရင်နားလည်မှုရှိရအမြင်မတူပေမဲ့စိတ်ထားဖြူစင်မှာဒီလိုတွေရောလက်တန်တော့မှာအရင်ကဟက်ဖြစ်နေတဲ့ဗီဒီယိုတွေတို့ဖြစ်ပြီးကျရှင်းနေကြတဲ့ပြည်သက်ကြီးတို့တွေတခုခုထူးရှိမဲ့လို့ရုံစရတွေဒီမှာတက်ဆက်ပေးလိုက်တာဖြစ်ပါတယ်ဒီဗီဒီယိုလေးမှကြောင်းရောက်နေနေဆိုလာပြပိုရမလို့ခုပဲဒီလိုကြည့်လိုက်ကြရအောင်နော်ယနေ့ခေတ်ဖြစ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့အကိုက်ညီဆုံးတရားမြန်မာနိုင်ငံသားတွေအနာယူသင့်ဆုံးတရားလေးပေါ့နာယူကြည့်ကြပါဦးတစ်ချက်လုံးအရေးကြီးဆုံးကဘုန်းကြီးတို့တတိပေးချင်တာကတော့ပြည်တော်စုမြန်မာနိုင်ငံတော်မှာမိတင်းပြီးတော့နေကြတဲ့ရဟန်းရှင်သူပြည်သူပြည်သားအားလုံးတို့မတူညီတဲ့စံကျင်မဲ့စကားတွေကိုပြောနေခြင်းဟာအန္တရာယ်ကြီးတစ်ခုဖြစ်ပါတယ်ညီညွတ်စိတ်ဆက်တဲ့စကားပြောခြင်းဟာငြိမ်းချမ်းသာယာမှုအတွက်အထောက်အကူဖြစ်ပါတယ်ဒါကြောင့်ကိုယ်အချင်းချင်းပြန်တိုက်တဲ့ယောဂမျိုးတွေမဖြစ်ဘဲနဲ့အချင်းချင်းညီညွတ်စိတ်ဆက်စွာအကျိုးတူစိတ်ထားဖြူပြီးအကျိုးတူပူပေါင်းပြီးတော့ညီညွတ်ခြင်းပေါင်းစည်းခြင်းပြည်လည်ခြင်းဆိုတဲ့အနေအထားတွေနဲ့မိမိတို့နေ့စဉ်ဘဝလှုပ်တဲ့လှုပ်ထိုက်တာတွေကိုအမြင်မတူပေမဲ့စိတ်ထားဖြူစင်မှာသူ့အမြင်ကိုအမြင်ဆိုတာရှိနိုင်တယ်အမြင်မတူတာအဓိကမဟုတ်ဘူးစိတ်ထားဖြူစင်မှုပဲအရေးကြီးတယ်အမြင်မတူရင်နားလည်မှုရှိရအမြင်မတူပေမဲ့စိတ်ထားဖြူစင်မှာအကျိုးတူပူပေါင်းမှာအလုံးကတမြေတဲ့နေတရေတဲ့တောက်တာဆိုတော့အကျိုးတူပူပေါင်းရမှာဒုက္ခတွေ့လဲမျှဝေခံစားရမှာပဲဒုက္ခတွေ့လဲမျှဝေခံစားရမှာအေးတူပူအမျှဆိုမြန်မာစကားအကျိုးတူပူပေါင်းမှာပျက်စီးအောင်မလုပ်ပါနဲ့လူဖွဲ့စည်းတစ်ခုတွေးကွဲပြီးပျက်စီးအောင်မလုပ်သင့်ဘူးလို့မြတ်စွာဘုရားရဲ့အဆုံးအမအတိုင်းရည်ညွှန်းပြီးတော့မတ္တနာယူကြိုးစားအထောက်ကြပြီးတိုင်းယူပြည်ချူအလုံးရဲ့အကျိုးအတွက်ကိုဆောင်ရွက်နိုင်ကြပါစေလို့မေတ္တာရှေ့ထားတိုက်တွန်းစကားပြောကြားအပ်ပါသည်ယနေ့ခေတ်မြန်မာနိုင်ငံသားတွေဖြစ်နေတယ်လို့ပေါ့အနီးစိမ့်ကွဲပြဿနာတွေကွဲအမြင်တွေမတူတယောက်နဲ့တယောက်ဆဲဆိုပုတ်ခတ်ဘာမှနိုင်ငံအတွက်လည်းကောင်းကျိုးမရှိပြည်သူလူထုတွေလည်းကောင်းကျိုးဖြစ်မလာနိုင်တဲ့စကားတွေနဲ့ပို့ပြီးတော့မှဆိုးရွားလာအောင်လုပ်နေကြတာပေါ့အဲ့ဒါတွေရောရက်စီခြင်းနဲ့ဒါမြတ်တာစကားပြောလဲအမုန်းခံရတာပဲဒီခေတ်ကာလကြီးကစကားကောင်းပြောလဲဒါညံမမီတဲ့လူတွေတွားပြောမိတဲ့အခါမှာပြောတဲ့လူကပြစ်ဖြစ်ရတာပဲဒါပေမဲ့လည်းမတတ်နိုင်ပါဘူးပြောတဲ့စကားတွေကိုတော့ပြောရမယ်ပေါ့ကျွန်တော်တို့တွေကျွန်တော်မြန်မာပြည်တော်စုကြီးမပြိုကွဲအောင်ကျွန်တော်မြန်မာနိုင်ငံအေးချမ်းအောင်ညီညွတ်အောင်ဘယ်လိုတွေပြောရမလဲဘာတွေလုပ်တဲ့လဲပေါ့ကောင်းကျိုးဖြစ်စေမဲ့စကားတွေကိုကောင်းတဲ့စိတ်နဲ့တော့ပြောတဲ့ရင်ပြောရမယ်ဒါညံတယ်လို့လက်မခံနိုင်တဲ့လူပါလာတွေဒါအမျက်ထွက်တာဒေါသထွက်တာတော့တိတ်ပြီးတော့အာယုံမထားဘူးပေါ့ဗျာအာယုံထားနေကြလဲမလိုပါဘူးဒီနေ့ကျမမျှဝေပေးချင်တာကတော့ကျမတို့နိုင်ငံရဲ့လက်ရှိနိုင်ငံရေးလူမှုရေးအကြောင်းတွေနဲ့အရင်ကကညင်လို့နဲ့ဆရာကျော်ကြီးရဲ့ဩဝါဒတရားတော်လေးတခုကြောင့်ပါဒီဗီဒီယိုတွေကိုမြင်လိုက်ရတဲ့အချိန်မှာနေငယ်ဆိုတာဘယ်ကနေစရလဲဆိုတာကိုကျမပြန်ပြီးစဉ်းကျင်မိပါတယ်ဆရာတော်ကြီးမင်ကြားသွားတဲ့အထက်မှာအဓိကကြတာမတူညီတဲ့စံချိန်ဘက်တွေပြောဆိုနေခြင်းဟာအန္တရာယ်တစ်ခုဖြစ်တယ်ဆိုတာပါပဲကျမတို့ပတ်ဝန်းကျင်မှာအမြင်မတူတာတွေသဘောထားကွဲလွဲတာတွေရှိနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီကွဲလွဲမှုတွေကိုအမှန်တရားတွေအပြန်အလှန်တိုက်ခိုက်မှုတွေဖြစ်ပြောင်းလဲနေမှဆိုရင်ဒါကကျမတို့အားလုံးအတွက်ကြီးမားတဲ့ယောဂဆိုတစ်ခုဖြစ်လာနိုင်ပါတယ်တကယ်တော့ညီညွတ်ခြင်းဆိုတာအားလုံးကအတူတူပဲလို့တွေးရပါမယ်လူလူပဲလောက်ရမယ်ဆိုတာတော့မဟုတ်ပါဘူးအမြင်နဲ့မတူကြပါမယ်တယောက်ကိုတယောက်လူစားမှုရှိပြီးစိတ်တဘောထားပြုစဉ်းစားနေအကျိုးတူပိုးပတ်ဆောင်ရတဲ့ခြင်းဟာကျမတို့မျှော်လင့်နေအေးချမ်းတဲ့လူအဖွဲ့အစည်းကိုပေါ်ဆောင်နိုင်မှာပါဒါကြောင့်ကျမတို့တူဦးချင်းစီကနေပြီးကိုယ့်ရဲ့ပြောဆိုကိုယ့်ရဲ့စိတ်နဲ့စိတ်ထားရင်းရည်တွေအတွက်အထောက်အကူဖြစ်ပြောင်းလဲကြည့်ရအောင်ပါ
မတူညီကိုပြမှုတွေကြားမှာညီညွတ်ခြင်းရဲ့အနာတရားကိုရှာဖွေနိုင်ကြပါစေလို့ဆုတောင်းပေးဒီဗီဒီယိုလေးပါ ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ရဆိုတော့ဒီအချက်ရှိနေကြရတဲ့တက်ကြီးရဲ့တမီယူဇာတဲ့ကစုံတရားကိုပုံမှန်မှာရေးသွားခဲ့ဖို့အားလုံးကိုဖိတ်ခေါ်လိုက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော်